တည်င်းကျွတ်နေ့မှာချစ်မေမေကိုကတော့ခြင်းဒီနေ့လာပြည့်တယ်လာမင်းရဲ့အဖြူရောင်အလင်းကမြေကြီးကိုထွန်းလင်းပေးနေတယ်တကဘာလုံးလင်းသွားသလိုပဲသားသမီးတို့နှလုံးသားထဲမှာတော့မေမေရဲ့မေတ္တာအလင်းကပုံရင်းနေတာမေမေရေမူးဆောင်300တီလုံးမှာမိခင်ရိမ်နဲ့မေးများစီသူပါသားသမီးများအပေါ်မှာမေမေရဲ့တိခံမှုကပင်လေတဲ့ကျဲမေမေရဲ့မေတ္တာကနေရောင်တဲ့နှွေမေမေရဲ့စေတနာကကောင်းကင်လောက်ကြီးသားသမီးတွေဘဝကိုလမ်းညွှန်ဦးဆောင်ပေးနိုင်သူသားသမီးတွေနဲ့အတူဝမ်းသာခြင်းဝမ်းနည်းခြင်းများကိုမျှဝေခံစားနားလည်ပေးနိုင်သူဒီလိုအဆုံးမဲ့တဲ့အမေရဲ့ချစ်မြတ်တာတန်ရောစင်ကြောင့်ပဲသားသမီးတွေရဲ့အသက်ထက်တန်မိုးထားရသူပါသားနဲ့သမီးတို့ပြောချင်တာတော့မေမေကုံကိုဂုဏ်ပြုရခြင်းဟာသားသမီးအတွက်ဂုဏ်အကြီးဆုံးမေမေကျေးဇူးကိုဆက်ရခြင်းဟာသားသမီးအတွက်တန်ဖိုးအမြင့်ဆုံးတည်င်းကျွတ်လာပြည့်နေ့မှာသားသမီးများကြော့ပါတယ်ချစ်မေမေအသက်ရာကျော်ရှိပါစေချစ်တဲ့အမလီပါရှင်